အဲ့တော့ကျွန်တော်ဘာတွေအလကားရရဲဆိုတော့အများကြီးပဲပစ္စည်းတွေကတော့ဖုန်းတွေလည်းရှိတယ်။ဖုန်းကရှိပြီးတော့ကျွန်တော်ယူတော့မလို့ပိုလိုတွေဖြစ်နေမှာဆိုဖုန်းတွေကွန်ပျူတာတွေလည်းရှိတယ်။ကျွန်တော်ကွန်ပျူတာတွေယူရကွန်ပျူတာရှိပြီဆိုတော့ယူတော့ကျွန်တော်လိုအပ်တာပဲလိုက်ရှာပြီးယူလိုက်တယ်။မင်္ဂလာပါဗျာ။အခုကျွန်တော်ခါမဲ့ free ရတဲ့ပစ္စည်းကိုကျွန်တော်ဖောက်ပြပါတော့။၄မျိုးရှိပါတယ်။ဘာလဲဆိုပထမဆုံးဖောက်လွယ်တဲ့ပစ္စည်းကိုကျွန်တော်ဖောက်ပြလက်ပတ်နာကြီးပေါ့နော်ဒါဒီအတွင်းနဲ့ကျွန်တော်ပါဝါကျွန်တော်ပါဝါဖွင့်ကြည့်ရမှာဒီမှာဘုံခေါ်လို့ရတယ်အတန်ဆန်းရတဲ့ချင်းနားထောင်ပဲမလန်းချောင်းရင်ချင်းနားထောင်ကျွန်မကြီးသူရဲ့စောဝဲခမစောဝဲရအများကြီးပဲဒါဒီနောက်ဒုတိယတစ်ခုလာမယ်ကျွန်တော်ကြီးတော့ပါဘယ်လိုသုံးရလဲတော့မသိဘူးအဲ့ဒီမျိုးကိုင်းနေတာဆိုတော့တက်တက်မတ်ဖြစ်တော့မှားတာနဲ့ကြီးသွားတယ်ဒီမှာစိုက်နေကြီးတယ်မြဲချောထိုက်တော့နောက်မှာပဲကိုဆန်းတော့မယ်โอเคဒါတော့ကျွန်တော်ရဲ့ခါကြမကြီးအတွက်ယူလိုက်တော့โอเคနောက်တစ်ခုကတော့ကျွန်တော်ရဲ့အသုံးယူတဲ့ကွန်ပျူတာနဲ့အသုံးပြုဖို့အတွက်ပေါ့ကွန်ပျူတာနဲ့ဆက်တဲ့ပစ္စည်း keyboard တော့ mouse နောက်ပြီးတော့ speaker လားမသိပါဘူးโอเคလာမယ်ဖွင့်မယ်โอเคဘာလဲဆိုကြည့်ရအောင်ဆုံးတွေ့ရမှာတော့ဘောက်စာအုပ်အဲ့တော့ဘောက်โอเคနောက်တစ်ခုဝါးlegit ဒါ gaming တွေအတွက် share ပဲဟုတ်ပါဘူးဘုံပြန်တက်ဒီလိုhello မင်္ဂလာပါကြားလားဒီလိုတင်သူ့ရဲ့ချိုး okay oh shit နောက်တစ်ခုဒီထဲမှာပါသေးတယ်ကြည့်အောင်ဘောက်ရှိသွားပြီနှစ်ချက်ရှိသွားနှစ်ခုနောက်တစ်ခုကမောက်လိုမျိုးမောက်တင်တာလေမောက်တင်ပြီးတော့လိုမျိုးကွန်တာတော့ဒါတော့မောက်ပါနော်ဒါနဲ့တွဲသုံးတယ်အော်ရှယ်ပဲအစုံပါရဒီတစ်ပေါက်ထဲကိုအများကြီးပါလာလကားရတဲ့ပစ္စည်းတော့မထင်ရအောင်နော်နောက်တစ်ခုကြံသေးတယ်ဒါ keyboard တင်တယ် keyboard ဝါမီးရောင်လာတယ်ဒါမီးရောင်လေးလာတယ်စားတယ်ဒါမျိုးတွေလိုချင်နေတာဒါပတ်စံမရှိလို့ဆိုရင်မဝယ်နိုင်သေးဘူးမဝယ်သေးဘူးဆိုရင်ကိုယ်လကားရရဲ့ချိန်ဆိုဒါဆွဲထည့်လိုက်တာတခါအကုန်လုံးစုံပါသွားတယ်ကြည့်မနှမျိုးမနချက် game board အတွက်မောက်ဒီတစ်ဖာတဲ့ပါလာနော်ဒါ free ပစ္စည်းနော်ယုံတော့မယုံနိုင်အပြင်မှာတော့ဝယ်4-5 ထောင်တော့ပြောင်းပြီဘောနလုံးလည်းထပ်ပါလာသေးရဲ့ဆိုတော့စတူဒီယိုတော့ဖွင့်စားလို့ရရင်ပုံပေါက်တယ်နောက်တစ်မျိုးကြံသေးတယ်ဒါမကုန်သေးဘူးပစ္စည်းက4မျိုးမှာဒါ4မျိုးနောက်တစ်ခုကတော့ပစ္စည်းနည်းနည်းတော့ကြီးပဲဘာလဲဆိုတော့ခရီးတွေထွက်ရင်လုံးဝမရှိမဖြစ်ချင်းတောင်ပြမယ်
ဖောက်ပြမယ်အလုပ်ထဲမှာအိတ်တယ်ဆိုတော့လေဒါမှလည်းဘယ်လိုလဲအလုပ်ထဲဒါညစ်ပတ်ပေးရလေခြံတော်ရတော့လည်းအဆင်မပြေပြန်ဖုံလေးဝင်တယ်အဲဒါလိုအပ်တယ်ဆိုတော့ဒါယူလိုက်တယ်ရှင်တော်ကတော့ကျွန်တော်ထုတ်ပြတော့နည်းကြီးရှုပ်ရက်ခက်လို့အဆင်မပြေဘူးထားရโอเคပစ္စည်းကတော့ကျွန်တော်ကြိုက်တဲ့၄မျိုးယူလိုက်တယ်ပထမနာရီရနောက်တစ်ခုကကျတော့ဘယ်လိုခါဒါကိုခါအတွက်ကောက်စားမလုပ်ပြီးထမ်းရတယ်လေမျိုးပုံနေပါထမ်းလေးတွေမှရတယ်ဆိုတော့ခါတွေပါနာတယ်အယိုးတွေပါထိခိုက်တယ်ပေါ့အဲကြောင့်ခါပါဖျောက်ဖျောက်ပြန်ဖြစ်တော့ပေါ့ကျမကြီးပြန်ဖြစ်တော့နောက်ခါမှလိုက်နောက်တစ်ခုကကျတော့ဒါလိုအပ်တာကြီးပဲပေါ့ကွန်ပျူတာနဲ့ပတ်သက်တဲ့ပစ္စည်းပေါ့အဲ့ဒါလည်းတကယ်လိုအပ်နေရကြာပြီဆိုတော့အဲ့ဒါယူလိုက်ရနောက်တစ်ခုကတော့ချင်တော့ပေါ့ကွာခီးထွက်လဲတဘောကြတယ်ကြိုက်တယ်ဆိုတော့တစ်ချိန်ချင်းတော့ဒါလိုအပ်မှသိချရတယ်လေအဲ့ဆိုတော့အခုကငွေမရှိသေးဘူးဆိုတော့လဲဘယ်မှဘယ်ခီးမှလည်းမသွားဖြစ်သေးဘူးလေဒါလိုမှအခုလည်းဒါလိုပဲကြဒီရှင်အောင်ယူလိုက်တယ်၄မျိုးပေါ့ဒီဈေးတာတကယ်ကြည့်မယ်အပြင်မှာဝယ်ကြည့်မယ်ဆိုတော့1000ကတန်းလောက်ရှိတယ်ဒီ၄မျိုးအဲ့တော့ကျွန်တော်ဘာတွေအလကားရရဲဆိုတော့အများကြီးပဲပစ္စည်းတွေကတော့ဖုန်းတွေလည်းရှိတယ်ဖုန်းကရှိပြီးတော့ကျွန်တော်ယူတော့မလို့ပိုလိုတွေဖြစ်နေမှာဆိုဖုန်းတွေကွန်ပျူတာတွေလည်းရှိတယ်ကျွန်တော်လည်းကွန်ပျူတာတွေယူကွန်ပျူတာရှိပြီဆိုတော့ယူတော့သူလိုအပ်တာပဲလိုက်ရှာပြီးယူလိုက်တယ်ချို့မလိုတဲ့ဥစ္စာအလကားပုံမဲ့ဖြစ်စင်မဲ့ဥစ္စာပဲပေါ့အဲ့ဒါကြတော့ကျွန်တော်မယူတော့အများကြီးပဲခုံတွေတို့ဗီဒီယိုမှန်ဗီဒီယိုတွေတော့ရှိတယ်ဒရုန်းနဲ့ပတ်သက်တဲ့ပစ္စည်းရာခဏလောက်ရှိတယ်ရှာကြည့်တော့မနိုင်ဘူးဒါပေမဲ့အဲ့ဒါ free ပစ္စည်းအကုန်လုံးအဲ့ဒါကျွန်တော်လိုအပ်တဲ့ဒီ၄မျိုးပဲယူလိုက်တယ်စိတ်ဝင်စားတယ်ဆိုရင်တော့လို့စိတ်ဝင်စားများတယ်ဆိုရင်တော့ကျွန်တော်နောက်ခါဗီဒီယိုတစ်ခုထပ်လုပ်ပြီးတင်ပေးလိုက်မယ်လို့စိတ်ဝင်စားတဲ့သူနည်းတယ်ဆိုရင်တော့ကျွန်တော်ရစေရှင်ပါတယ်ဝေးတယ်ဆိုတော့ကျွန်တော်ထိုင်းဒီလိုမျိုးခွင့်ရဘယ်လိုလဲဆိုတော့လကားရတဲ့ပစ္စည်းဆိုတော့လေကျွန်တော်သူများလည်းရချင်တယ်ချို့ဝယ်လည်းမတက်နိုင်ဘူးပေါ့နော်ပစ္စည်းတွေဝယ်ချင်တဲ့သူမတက်နိုင်ဘူးငွေလည်းမတက်နိုင်ဘူးဆိုတော့ကိုယ်တငယ်ချင်းကျွန်တော်လည်းကိုအခုလိုရအောင်လုပ်နိုင်တယ်ဆိုတော့သူများလည်းရစေချင်တယ်ပေါ့နော်ဒီနေ့လောက်ပဲစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်နောက်ဗီဒီယိုထပ်တင်ပြချို့စိတ်ဝင်စားတဲ့သူမရှိဘူးဆိုရင်တော့ကျွန်တော်တော့ဗီဒီယိုမလုပ်ပြီးတော့ဘာလို့လဲဆိုတော့ကျွန်တော်လည်းအချိန်မရှိဘူးလောလေဗီဒီယိုရိုက်ဖို့ကျွန်တော်ခုတော့ဒီလိုမျိုးဖောက်ဖို့တော့အချိန်ပေးရတယ်ကျွန်တော်တခြားလုပ်ဖို့ရှိတာပေါ့လုပ်လည်းရှိတဲ့အတွက်ကြောင့်โอเคပါနောက်မှပြန်တွေ့မယ်ဘိုင်ဘိုင်